ပါရဏသီပြည်မှာတထေးတယောက်သူ့သားကိုချမ်းသာတော့တက္ကသိုလ်ပြည်သွားပညာသင်ခိုင်းတက္ကသိုလ်သွားပညာသင်လိုက်တယ်ဘလို့သင်လို့မှမရဘူးလေးလိုက်တာညံလေးဘလို့မှသင်လို့မရကျန်တဲ့ကျောင်းသားတွေဘွဲ့ယူဒီကောင်လည်းပြန်တော့မစားသင်လို့မရတော့အဲ့ပြန်ကန်နီးတဲ့ခါမဖြစ်ဘူးဒီကောင်နည်းနည်းလေးတော့သူ့ဘဝရက်တီလို့ရအောင်သင်ပေးအောင်မှပဲဆိုတောတဲ့ခေါ်သွားပြီးတော့လမ်းမှာလည်းမမေ့အောင်ရွတ်ခိုင်းသွားကျောင်းကနေတက္ကသိုလ်၄နှစ်လောက်တက်လိုက်တာဒီဟာစာလေးပဲဂတ်တေတိကိင်္ဂရဏဂတ်တေတိအဟံမိတံဇာနာမိဒါလေးခွဲသူရခဲ့တယ်ကျန်တဲ့မမရဒိသာပါမောကဆရာကြီးကအဲ့ဒါလေးသင်ပေးလိုက်တယ်တိုင်းပြည်ပြန်ရောက်တဲ့ခါဒါလေးပဲရွတ်ရတယ်တက္ကသိုလ်ကပြန်လာပြီးကျန်တာရွတ်စရာသူမရှိဘူးဆွေးနွေးစရာလည်းမရှိဘူးပြောစရာစကားလည်းမရှိဘူးပြောစရာစာပေလည်းမရှိဘူးသူရတာဆိုလို့ဒီတစ်ကြောင်းနဲ့ပဲရတရက်တော့အဲ့ဒီဗာရာဏသီပြည်ရှင်ဘုရင်မင်းကြီးကညအခါစနိနာနဲ့နေတဲ့တိုင်းသူပြည်သားတွေရဲ့အနေအထားကိုသိကျင်လို့ညမှာရုပ်ဖြတ်ပြီးတိုင်းပြည်ထဲမှာလှည့်သွားတော့မှတခိုးတွေကတထေးတယောက်ရဲ့အိမ်နံရံကိုဖောက်ပြီးတော့မြေတွေကိုဖောက်ပြီးတော့အိမ်ထဲဝင်ဖို့ကြိုးစားအဲ့ဒီမှာဘယင်ကလည်းလှန့်ကြည့်တယ်ဒီဒါတခိုးတွေပဲလူဆိုးတွေပဲဆိုတာသိအဲ့ဒီမှာတက္ကသိုလ်ကပြန်လာတဲ့စောစောကကျောင်းသားကអော်လိုက်တာညရောင်ပြီးអော်တာဟာဒီလိုပြောလိုက်တော့တခိုးတွေဓမြတွေကဟာငါတို့ကြောင့်သိနေပြီတဲ့ဆိုပြီးတော့အဲ့ဒီမှာတခါတည်းထွက်ပြေးသွားတာထွက်ပြေးတော့ဘယင်ကဒီကောင်ရွတ်လို့ထွက်ပြေးတာဒီဂါထာကြောင့်ထွက်ပြေးတာသိသွားအဲ့ဒါနဲ့မနေ့အာယုံချင်းလင်းတော့အဲ့ဒီကောင်ကိုခေါ်နန်းတော်မင်းမဂါထာတွေတက္ကသိုလ်မှာသွားပညာသင်တာဟုတ်သလားဟုတ်ပါတယ်ဂါထာတွေဘာတွေရသလားရပါတယ်ဘယ်နဲ့ဂါထာရတော့တဂါထာပဲရတယ်တစာပဲရတယ်ပြောစမ်းအဲ့ဒီစာဘာတို့မေးတော့ဂတ်တေတိကိရဏကရဏဂတ်တေတိအဲ့ဒီစာငါသင်ပေးဆိုတော့ဘယင်ကအဲ့ဒီမှာသင်ခိုင်းလို့ဘယင်ကိုသင်ပေးရဘယင်ကြီးကလည်းပဲသူသင်ပေးတာနဲ့ဘယင်ကြီးရသွားသူ့ကိုသင်ပေးလို့ဆိုဘယင်ကအဲ့ဒီမှာ1000ပေးအတပြား1000ရတပြား1000ရသွားတော့ဘယင်ကနေပြီးတော့တခါဒါလေးပဲသူကလည်းပဲဆရာကြီးဘယင်ကြီးအမြဲမပြတ်ဒလဇတ်ကိုရွတ်ပေးပါအကျိုးပေးပါလိမ့်မယ်ဒီလိုမှားသွားသုလပန္နကအလောင်းကဟုတ်ပါပြီဆိုဘယင်ကြီးကလည်းဒါလေးကိုသတိရတိုင်းရွတ်တရက်တော့စစ်သူကြီးကနေပြီးတော့ဘယင်ကိုတတ်ဖို့ကြံတဲ့နေရာမှာဘယင်ကိုမုတ်စိတ်ရိပ်ပေးတဲ့ဆတ်တာတွေကိုမှားထားတယ်အတပြား1000ပေးပြီးတော့မင်းဘယင်မုတ်စိတ်ရိပ်တဲ့အခါမှာတင်တုံးသားနဲ့တခါတည်းဘယင်ရဲ့လက်မင်းကိုလှိချဘယင်သေးသွားရင်ငါဘယင်လုံးမှာမင်းကိုစစ်သူကြီးယာတုပေးမယ်အဲ့ဒါလောလောဆယ်တော့ငွေ1000ယူဆိုဒီလိုပေးတာစတ္တာသီကလောလောဆယ်1000လဲရမယ်စစ်သူကြီးလည်းဖြစ်အောင်မယ်ကောင်းပြီဆိုပြီးတော့တခါတည်းအာမခံထားလိုက်တဲ့တော့ဘယင်ကြီးအိမ်မှာမုတ်စိတ်ကျင်စွဲလေးတွေရိပ်ပေးနေတုံးလေးရိပ်ပေးမယ်လို့မို့ဟိုတော့ကတော့တင်တုံးသားပြအောင်ပေါ့ဦးဇင်းတို့ပေါင်လေးတွေပေါ်မှာရွှန့်နဲ့ခတ်ကြတာအဲ့လိုခတ်လိုက်တဲ့အချိန်မှာဟိုကောင်ရဲ့စိတ်ထဲကကြံစည်နေတာနဲ့ဘယင်ကြီးကလည်းသူ့တစ်ဘက်ကမှားသွားတယ်ဘယင်ကြီးဒါလေးမကြရွတ်ပေးပါဆိုတော့ဘယင်ကလည်းအဲ့ဒီမှာထရွတ်မိဂတ်တေတိကိင်္ဂရဏဂတ်တေတိအဟံမိတံဇာနာမိပေါ့မင်းရက်ခတ်မင်းခတ်နေတာမင်းဓာသွေးအောင်လုပ်နေတာငါသိပြီငါသိပြီလို့ပြောလိုက်တဲ့အခါဟာဟိုကောင်ချွေးစီချွေးပေါက်တွေကြပြီခွင်းလွတ်ပါဘယင်ကြီးခွင်းလွတ်ပါကျွန်တော်မျိုးကိုအသက်ချမ်းသာပေးပါချွေးစီချွေးပေါက်တွေနဲ့တောင်းပါဘာဖြစ်လို့တော့မေးတော့ဒီလိုပါဗျာစစ်သူကြီးကနေ1000ပေးသတ်ခိုင်းလို့ကျွန်တော်သတ်မလို့ကြံမိနေတာပါအဲ့ဒီကြောင့်လည်းသိရောစစ်သူကြီးကိုတိုင်းပြည်ကနှင်ထုတ်ပြီးတော့သူ့ကိုဂါထာသင်ပေးတဲ့လူကိုစစ်သူကြီးယာတုပေးကျန်သားတို့တဲ့ဟိုဘဝတုန်းကလည်းငါဘုရားရှင်ကိုတော်မြတ်ဟာဒီသုလပန္ထကကိုလောကီစည်းစိမ်ချမ်းသာရအောင်ငါကလေကဲတင်ခဲ့ဘူးတယ်ဘုရားကဒါပြောတာဒါဆိုမြတ်စွာဘုရားရဲ့ဟိုဘဝတုန်းကလည်းပဲဉာဏ်လေးလိုက်တာဒီဘဝလည်းပဲဉာဏ်ကလေးလိုက်တာဘာဖြစ်လို့သူ့ဘဝဟာဒီလောက်ထုံထိုင်းပြီးနေရတာတော့စာတစ်ခုကြည့်ရင်တော်တော်နဲ့မရတာတော့ဘုရားရောက်တော့ချက်သားတို့တဲ့ထုံထိုင်းပြီးတော့နေရတာဟာဘာလဲမေးရင်ဘဝတစ်ခုမှာသင်္ကန်းဝတ်ပြီးတော့စာသင်တော့ပိဋကဆောင်တဲ့ပထေကြီးတစ်ပါးသူဖြစ်ခဲ့ဘူး
အဲ့လိုဖြစ်တဲ့အခါမှာသူ့စီလာပြီးစာသင်စာတက်စာကြက်နေတဲ့ကိုတော်လေးတစ်ပါးကစကားထက်တနည်းပြောရင်တော့စာလည်းကောင်းကောင်းမရဘလို့ပဲသင်လို့မရတဲ့ကိုတော်လေးကိုသူကပြည့်ရသွားပြုလိုက်တာပြည့်ရပြုလိုက်တာကိုတော်လေးလူရှိကိုမထွက်ရဲစာသင်ရမှာကိုကြောက်စာအုပ်ကိုမကင်ရဲအဲ့လိုသူ့ကိုရှက်ပြီးသူပြောင်းလိုက်တဲ့ဟာလေးကိုကြောက်ပြီးရှက်ပြီးတော့မသင်ရဲတော့အဲ့ဒီအာကုသိုလ်ကြောင့်ခြေသားတို့တဲ့ဖြစ်လျာဘဝမှာသူများကိုပြောင်းခဲ့လို့သူများကိုချိုးနှိမ်ခဲ့တဲ့အာကုသိုလ်ဟာဒီဘဝမှာလည်းသူ့မှာဖြစ်နေရတာတဲ့မြတ်စွာဘုရားဒီလိုရှောင်းအဲကြောင့်သူတို့ကအလုံးတော်သူတော်ကောင်းတို့တွေသုလပန္နကကိုကြည်ပြီးဘာလို့ကမလဲလို့မေးသူတစ်ပတ်သားရဲ့အာဏာချက်ကိုကြည်ပြီးတော့နှိမ်ချပြောဆိုတာမျိုးကဲ့ရဲ့တာမျိုးရှုံချတာမျိုးမလုပ်သင့်ဘူးလို့ဒီလိုမှတ်ရမယ်ပေါ့